Kiki လာကုန်ရဲ့ sales တွေပဲမျက်နှာသစ်နဲ့ခနာကိုစပြနှစ်ခုရှိတယ်နော်တဘာပိုးရင်မျက်နှာသစ်စပြဆိုရင်လုံးဝလူကြိုက်ရမ်းများတယ်အထူးသဖြင့်အစီတက် short ချခြင်းတဲ့သူတွေကသူ့ကိုလုံးဝအခုလိုမျိုးလက်ခဲမှာပိုးဥလုံးစပြလုံးလေးထည့်ပြီးတော့မှအမြုပ်ထောင်ပို့ပြီးတော့ဒီအမြုပ်ကလေးနဲ့ပေါ့နော်မျက်နှာမှာ facial foam အနေနဲ့လုံးဝအသုံးပြုပြီးတော့အစီတက်ကိုထိရောက်ဖယ်ရှားလို့ရပါတယ်နှာခေါင်းသားလေးကိုမှအဲ့လိုမျိုးပုတ်ပေးတယ်ဆိုရင်စာဝတ်ချန်တွေလုံးဝဒိုးသွားပြီးတော့မျက်နှာတစ်ပြင်းကိုပုတ်ပေးပါက cells တွေဖိပြီးတားရည်ကြည်လင်ဝန်းပါသွားမယ်နောက်ထပ် Kiki ရဲ့စပြကတော့ body soap ပါရှင်ခန္ဓာကိုယ်အတွက်သီးသန့်အသုံးပြုလို့ရတယ်လုံးဝ coffee နဲ့နည်းနည်းအနှစ်တင်နဲ့တူတူနေ့တိုင်းပေါင်းတင်ပြီးတော့မှဇိမ်ခံပြီးတော့မှတကယ် daily spa လုပ်ပြီးတော့မှကိုလုံးဝပန်ပေါ်လုပ်လို့ရတယ်ကဲ coffee ရဲ့နွေ့ရဲ့အနှစ်တွေကခန္ဓာကိုယ်အတွက်ဘလောက်တောင်လန်းဆန်းစေတယ်ခန္ဓာကိုယ်ရဲ့ cells တွေကိုဖယ်ပေးတဲ့အတွက်ကြောင့်မလို့အသားရည်ကလုံးဝကြည်လင်ဝန်းပါပြီးတော့မှလုံးဝ coffee ဆန်ကိုရောက်နေတယ်လို့မျိုးရေချိုးခန်းထဲမှာလုံးဝလန်းဆန်းစွာလုံးဝ facial foam အနေနဲ့ကိုခန္ဓာကိုယ်အတွက်ကို Kiki မှာနှမျိုးဆုံးရှိရဆိုတာလေးကိုပြောချင်ပါတယ်ရှင် Kiki Ikigai